အားလုံးပဲမင်္ဂလာပါခင်ဗျနော်မင်္ဂလာရှိကမနေ့ကလေးမှာမင်္ဂလာပါလို့ပဲဥစ္စာပထမအပေါ်မှာဦးတော်အားလုံးကိုနှုတ်ဆက်တာလိုက်ပါတယ်ကျွန်တော်ကတော့ဒုတိယမှာဖြစ်ပါတယ်မနေ့ကတော့တောင်းမအားလို့လိုက်မလုပ်ပြခဲ့ဘူးနော်ဒါပေမဲ့ဒီနေ့မှာတော့တောင်းရှင်းနိုင်ခွဲချိန်မှာတောင်း YouTube မှာ live ရှိပါမယ်ဗျပြီးတော့နောက်တစ်ခုကတောင်းတို့မနေ့ကအင်္ဂါနေ့အတွက်ပေါ့မနေ့ကအင်္ဂါနေ့အတွက်တောင်းဘုံမောင်တို့အားလုံးအတွက်တင်ပေးလိုက်တဲ့အရာလေးတွေကတော့အလုံးသမားက9တောင်းတို့8320အလုံးသမားဦးကြီးက96ကျပ်ဆိုတော့တောင်းတို့ကိုမောင်တို့အားလုံးပဲမနေ့ပိုင်းမှာအလုံးသမားဦးကြီးကခွေသွားခဲ့တယ်ညနေမှာဆိုလို့ရှိရင်တော့တောင်းတို့ရဲ့နေတိုက်အလုံးသမားကနဲ့အလုံးသမားဦးကြီးတွေ့ပြီးတော့ဆင်းပြီးတော့လေခွဲကြီးဖြစ်နော်လေမင်းခွဲကြီးဖြစ်ဆင်းလာပြီးခဲ့တယ်နော်68ဆိုပြီးတော့နေတဲ့မိန်ခွဲနဲ့ပါတောင်းတို့ဝင်ခဲ့တယ်နော်အောင်ခဲ့တယ်ပေါ့ဆိုတော့တောင်းဟာဒီ68ဆိုတဲ့မြင်လိုက်ရတဲ့မြင်ကွင်းအပေါ်မှာတောင်းတို့ဒီနေတိုင်းမကပါဘူးနော်ဖရီစိန်ပတ်တီရှစ်ပတ်တီလည်းတောင်းတို့အောင်သွားခဲ့တယ်လို့တောင်းကိုရှုံးကြည့်ချစ်ခင်စွာနဲ့အဖွဲ့ဝင်ထားသောအကူအမဦးတို့အားလုံးအတွက်တောင်းရဲ့အဖွဲ့ဝင်စိန်ပတ်တီတောင်းတို့နော်6ပိုင်းတည်ကြည်လဲအောင်မြင်ခဲ့ပါပြီထိပ်စီးရနေအောင်မြင်ခဲ့ပြီပါပြီအဲ့တော့တောင်းဘက်ကနေပြီးတော့နော်မေတ္တာအနေနဲ့မေတ္တာလက်ဆောင်အနေနဲ့အခုဒုစိတ်ပတ်တိကိုတောင်းညတော့ကပို့ပြီးပြီးပဲဖြစ်ပါ